Hello ဒီနေ့ကတော့မိမျိုးမှာရှိတဲ့ကန်တော်ကြီးပန်းပွဲတော့ဖွင့်ပွဲနေ့ပဲဖြစ်ပါတယ်ကန်တော်ကြီးပန်းပွဲတော့ဒီနေ့ဖွင့်ပွဲဆိုတော့ပေါ့နော်ဝိုင်းတော့ဒီနှစ်ပန်းဒီလှလာဆိုတာကိုတစ်ချက်သွားကြည့်မယ်ဆိုပြီးတော့ရောက်လာကြတာပေါ့နော်ဖွင့်ပွဲနေ့ကကားတွေလည်းနည်းနည်းတော့ပိတ်တယ်ပေါ့နော်ဒီနှစ်ကတော့ဖွင့်ပွဲမှာဒီပန်းကန်တော်ကြီးတဲ့ကိုဝင်ကြီးကိုတယောက်ကို6000နှုန်းနဲ့ကောက်ထားပါတယ်ဒီနှစ်ပန်းဒီတအားလှပါတယ်အဲ့တွဲဒီဇင်ဘာမှာပေါ့နော်ပန်းပွဲတော့မိမျိုးမှာရှိတဲ့ပန်းပွဲတော့ကိုလာရောက်ခဲ့ဖို့လို့ဖိတ်ခေါ်ပါတယ်ရှင်ကန်တော်ကြီးထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီပန်းပွဲတော့မှာfree show တွေလည်းရှိတယ်ပန်းတွေလည်းပန်းစစ်တွေလည်းတော်တော်လှပါတယ်ဒီနှစ်ကလေယာရီဥထုလေးလည်းနည်းနည်းလေးအေးတဲ့အတွက်နွေးထွေးလေးတွေဝစ်စေချင်ပါတယ်ဆောင်းတွင်းဆိုတော့လေမိုးချုပ်တာအရမ်းမြန်ပါတယ်အဲ့ဒီအတွက်တကယ်လို့ပေါ့နော်ကိုကအနွေးတယ်လေးတွေမွေးခဲ့ခြင်းနေဘူးဆိုလို့ရှိရင်လည်းမိုးချုပ်တီနေမယ်ဆိုလို့ရှိရင်နွေးတယ်လေးတွေဆောင်ခဲ့ဖို့လို့အကြံပေးချင်ပါတယ်ရှင်ဒါကတော့ကန်တော်ကြီးတွေကမိပဲပင်ပေါ့နော်ဒီနေ့ပန်းတွေတော်တော်လှပါတယ်ဒီနေ့ကဖက်ဆိုင်တော့လှတယ်လားချယ်ရီတောင်ပွင့်နေပြီပဲဟုတ်တယ်မလားဟုတ်တယ်ချယ်ရီတွေပွင့်နေပြီတားမလာသေးဘူးချယ်ရီကနော်ချယ်ရီတွေပွင့်နေနမ်းနေတယ်မကောက်မလေးရဲ့ညီမလေးအော်အေးဟုတ်တယ်ဟာအစ်စ်တွေဟုတ်ပါ